iPhone သုံးတဲ့သူတွေဆိုရင်ဒီလိုတွေးကြုံမျိုးကြုံဖို့ကြမှာပါဖုန်းကိုအားသွင်းထားတဲ့80ရာခိုင်နှုန်းရောက်တော့အဲ့ဒီမှာတင်တက်မလာတော့ဘူးအဲ့ဒါဘာဖြစ်လို့လဲဆိုတာဒီနေ့အတူတူချစ်ကြအောင်ဟုတ်ပါတယ်တော်တော်များများကဒတိထားမိကြတယ်အားသွင်းရင်80ရာခိုင်နှုန်းရောက်တာနဲ့တန်းပြီးရပ်ပလို့ရောအဲ့ဒီတော့စိတ်ထဲမှာဟာငါဖုန်းပါဖြစ်တော့တာလေဆိုပြီးထင်တတ်ကြတယ်အဲ့ဒီလို80ရာခိုင်နှုန်းမှရက်သွားတာကလေတိုက်ဆိုင်တာလည်းမဟုတ်ဘူးဖုန်းပြက်နေတာလည်းမဟုတ်ပါဘူးတကယ်တော့အဲ့ဒါက Apple က Temen ကိုထည့်ပေးထားတဲ့ feature တစ်ခုပါဟုတ်တယ် feature တစ်ခုအခုအဲ့ဒီအကြောင်းကိုအသေးစိတ်လေးပြောပြမယ်နော်အဲ့ဒီ80ဆိုတဲ့ခနန်းမှာပဲတောက်လျှောက်ရက်နေတော့အများစုကဘာထင်လဲဆိုတော့ဘက်ထရီကတော့သွားပြီဒါမှမဟုတ်အားသွင်းကြိုးပဲပြတ်သွားပြီလားဆိုပြီးတော့လေဒါပေမဲ့အရေးကြီးဆုံးသိထားရမှာကအဲ့ဒါဖုံးပြက်နေတဲ့လက္ခဏာလုံးဝမဟုတ်ဘူးအစကပြောခဲ့သလိုပဲဒါကဖုံးကိုကောက်ွယ်ဖို့ရည်ရွယ်ချက်နဲ့ထည့်ထားတဲ့ function တစ်ခုပဲ Okay ဒါဆိုဖုန်းမပြတ်ဘူးဆိုရင်ဘာကြောင့်အဲ့လိုဖြစ်နေရတယ်လဲအဖြေကအရင်ကိုရိုးရှင်းပါတယ်တရားခံကဘယ်သူလဲဒီလားအပူချိန်ပဲဟုတ်တယ်အပူချိန်ကြောင့်ပါရှင်းရှင်းလေးပဲ iPhone ကသူ့ဘာသာသူအပူချိန်အရန်တက်လာတယ်ဆိုတာသိလိုက်တာနဲ့ဘက်ထရီကိုမထိခိုက်အောင်အတွင်းကပစ္စည်းလေးမပျက်စီးအောင်လို့အားသွင်းနေတာကိုခဏလေးရရက်လိုက်တာဖုန်းကဘယ်ချီနေမှာအရန်ပူတက်လဲဆိုတော့အဓိကတော့နှစ်ချက်ရှိတယ်ပထမတစ်ခုကအားသွင်းကြိုးတက်ထားရင်နဲ့ gain တွေစောတာဒါမှမဟုတ် performance အများကြီးလိုတဲ့ app တွေသုံးတာမျိုးပေါ့နောက်တစ်ခုကကြတော့ပတ်ဝန်းကျင်ကပူးနေတာဥပမာကားထဲမှာနေပူတဲ့ထားပြီးအားသွင်းတာမျိုးတော့အခန်းထဲမှာလေးဝင်လေးထွက်မကောင်းတဲ့နေရာမှာအားသွင်းတာမျိုးတော့ပေါ့ကဲပြဿနာကိုသိပြီဆိုတော့ Fiction ကိုကြည့်ရအောင်စိတ်မပူပါနဲ့ Fiction ကလည်းအယံအလွယ်ပါတယ်လို့ရမှာက3ဆင့်ပဲရှိတယ်ပထမဆုံးဖုန်းကိုပိုအေးရဲ့နေရာကိုရွှေ့လိုက်ပါနေပူထဲမှာဆိုရင်အရှိသေးကိုပေါ့ဒုတိယအချက်ကဖုန်းကိုခဏလောက်အနားပေးလိုက်ပါဘာမှမသုံးပဲဒီအတိုင်းထားလိုက်ရင်သူ့အပူချိန်ကတဖြည်းဖြည်းတန်ကျသွားလိမ့်မယ်ဖုန်းကန်ကြည့်လို့အေးသွားပြီဆိုရင်တော့တတိယအဆင့်အနေနဲ့အားဖြန်သွင်းလို့ရပါပြီအဲ့ဒီလိုဖုန်းအေးသွားပြီဆိုရင်ဘာမှ setting လေးပြောင်းစရာမလိုဘူးနော်သူ့ဘာသာသူအလိုလျောက်ပဲ80ရာခိုင်နှုန်းကနေကြော်ပြီးအားဆက်ဝင်သွားပါလိမ့်မယ်ကျတို့ခြုံပြီးပြောရရင်ဒီ80ရာခိုင်နှုန်းမှာအားသွင်းတာရက်သွားတဲ့ကိစ္စကိုကျတို့ဘယ်လိုမြင်သင့်တယ်လဲဆိုတာကိုပြန်ကောက်ကြည့်အောင်အများစုကတော့ဒါကိုဖုန်းရဲ့ပြဿနာတစ်ခု error တစ်ခုလို့ထင်ကြတယ်ဒါပေမဲ့တကယ်တော့မှတော့အဲ့ဒါကပြဿနာမဟုတ်ဘူးဖုန်းရဲ့ဘက်ထရီကိုကာကွယ်ပေးနေတာလုံခြုံရေး feature တစ်ခု safety feature တစ်ခုပဲဖြစ်ပါတယ်ဒါကစီးမင်းတစ်ခုလို့ပါပဲ iPhone ကပူနေရင်အားသွင်းလို့မရဘူးဒါကဖုန်းကသူ့ကိုယ်သူပြန်ပြီးကာကွယ်ထိန်းသိမ်းတဲ့အခြေခံအကျော်ဆုံးနည်းလမ်းတစ်ခုပါပဲအဲ့တော့နောက်ဆုံးမှအကျိုးရှိတာကဘာတူလဲဆိုတော့သုံးဆွဲသူတွေပဲပေါ့ဘာလို့လဲဆိုတော့ဒီလိုမျိုးအပူချိန်ကိုချိန်ပြီးဘက်ထရီကိုကာကွယ်ပေးတဲ့အတွက်ကိုဖုန်းရဲ့ဘက်ထရီကရေရှည်မှာအသက်တမ်းပို့ကြခံပြီးအကောင်းဆုံးအသုံးခံသွားမှာဖြစ်ပါတယ်ဒါကတကယ်ကိုစဉ်းစားစရာလေးတစ်ခုပေးသွားပါတယ်အခု iPhone ကိစ္စလိုပဲလေကိုရနေ့စဉ်သုံးနေတဲ့တခြားပစ္စည်းတွေမှာတော့အပြင်းပန်းကြည့်ရင်တော့ပြဿနာတစ်ခုလို့အမားတစ်ခုလို့ထင်ရပြီးတကယ်လမ်းမှာတော့သုံးဆွဲသူကိုအကျိုးပြုဖို့နောက်ွယ်ကနေအလုပ်လုပ်ပေးနေတဲ့ပြည်ချမျိုးလေးဘလောက်တော်များများရှိနေနိုင်မလဲ